အားလုံးမင်္ဂလာပါကျွန်တော်တို့ပြန်လည်ပြီးတော့ချစ်စလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ပြောပြချင်တဲ့အကြောင်းအရာတော့ကျွန်တော်ရဲ့တန်ဖိုးကြီးမားတဲ့ memory တွေကအဲ့ဒီမှာကျွန်တော်ရဲ့တပ်ပုံတွေရှိမယ်ကျွန်တော်ရဲ့ happy moment short video လေးတွေရှိမယ်ဒါမျိုးတွေကိုကျွန်တော်ရဲ့လက်ထဲမှာကင်ထားတဲ့တန်ဖိုးကြီးမားတဲ့ဖုန်းတွေပါဝါမလာတော့တဲ့အခါမျိုးပါဗျာဘယ်လိုမျိုးဒီရေးကြီးတဲ့ပုံတွေကိုအလွယ်တကူတခြားဖုန်းမှာ backup ယူလို့ရမယ်ဆိုတော့ပြောပြပေးချင်တာပါပါဝါသေးသွားရင်ကျွန်တော်ကပြင်လို့ရတယ်ဟုတ်တယ်ဆိုင်ရလည်းအများကြီးရှိတယ်ဗျာဒါပေမဲ့ကျွန်တော်ကပြင်ဆင်လို့ရတဲ့အမှားတွေရှိတယ်တော့လုံးဝပြင်လို့မရတော့တဲ့အမှားတွေလည်းရှိတယ်ဗျာအဲ့တော့ဘာဖြစ်လို့ဆိုတော့ဒီဖုန်းဆိုတာကျွန်တော်ရဲ့လက်ထဲမှာအမြဲတမ်းရှိနေတာအဲ့တော့လူတွေရဲ့ emotion ကိုလိုက်နေရတာတချို့ဆိုလို့ရှိရင်စိတ်တူပြီးပောက်ခွဲတာရှိတယ်ဗျာအဲ့ဒီချိန်မှာဖုန်းကလူမျိုးဘန်းဖြစ်သွားပြီးတော့စင်ပြေတယ်ကင်ချာနာတယ်ဒါပေမဲ့သူ့ရဲ့ဘုတ်ကြီးကလုံးဝကွေးသွားပြီးတော့လုံးဝဆိုရင်တော့လေဒါထားလိုက်တော့ဗျာဒီเจ้าကိုမပြောတော့ဒီเจ้าနဲ့မင်းနဲ့နေဟုတ်လားအဲ့တော့ကျွန်တော်ရဲ့ဖုန်းတွေမတော်တဆတည်သွားမယ်ပြန်ပြလို့မရတော့ဆိုတဲ့အနေထားမှာကျွန်တော်ရဲ့ဓာတ်ပုံတွေကိုကျွန်တော်ရဲ့ happy moment တွေကိုဘယ်လိုမျိုးတခြားဖုန်းကနေပြန်ပြီးတော့ယူရမလဲဆိုတော့ဒီနေ့ပြပြပေးချင်တာโอเคကျွန်တော်ကပထမတစ်ချက်အနေနဲ့ဆိုတာဒါဗျာဟိုတော့ကျွန်တော်ကပ်ပြီးတော့ပြောမှဆိုလို့နည်းနည်းလေးနော်အရင်ကိုကပဲအရင်စပြီးတော့ complaint တက်ထားလိုက်တော့ memory card တွေတုံးပြီးတော့ memory card တွေတုံးပြီးတော့ဒါမှမဟုတ် stick တွေတုံးပြီးတော့ဒီဟာတွေကိုရွှေ့ထားမယ်ပါညာဆိုတဲ့လူတွေကတော့တမျိုးပေါ့ဗျာအခုပြပြမဲ့နေတာကကျွန်တော်က memory တွေမရှိဘူး stick တွေမရှိဘူးဟုတ်လား memory တချို့ဖုန်းတွေဆို memory card တွေထည့်လို့မရတော့ storage ရံမြင့်တဲ့ဖုန်းတွေဆို memory card ထည့်စံနေရတော့မပါဘူးဗျာဟုတ်ပြီနော်ဒါပေမဲ့ stick ကတော့သုံးလို့ရ stick ကတကယ်လို့ကိုယ့်ဟာရဟို micro ကြီးဖြစ်နေတယ်ဆိုရင်တိုက်စီကောင်းကြီးဝယ်ထားပေါ်ရင်တော့ကျွန်တော်ကသုံးဆိုတာအဆင်မပြေဘူးအဲ့တော့ဒါပေမဲ့ဒီနေ့မှာတော့လွယ်လွယ်ကူကူဘယ်နေရာမှာသွားပြီးသိမ်းလို့ရမယ်ဆိုတော့ကျွန်တော်ပြပြပေးပါပထမတစ်နေရာတော့ကျွန်တော်ရဲ့ဖုန်းတွေမှာ Telegram ရှိတယ်ဗျာအဲ့ Telegram မှာသွားသိမ်းလို့ရတယ် Telegram မှာဘယ်လိုသိမ်းလဲဆိုလို့ရှိရင်ဗျာတကယ်ကြီးတရားကိုစမ်းလာလိုက်တာဒါမျိုးမဟုတ်ပါဘူးဟိုကပြစင်းတော့ပြီးတော့ delete လိုက်ရှင်ကျွန်တော်ဟာအကုန်ပါအောင်ဘယ်လိုလဲဆိုရင်ကျွန်တော်က channel တစ်ခုဖွင့်လိုက်လို့ရတယ် Telegram မှာ Telegram မှာ channel တစ်ခုဖွင့်ပြီးတော့ကိုကြိုက်တဲ့ဟာတွေကိုသွားပြီးတော့သိမ်းထားလို့ရတယ်တကယ်လို့ကိုယ့်ရဲ့ဖုန်းကတည်သွားဆိုရင်ချိန်တခြားဖုန်းနဲ့အဲဒီ Telegram channel ကနေသွားပြီးတော့ဘယ်ဆိုပြီးယူရTelegram ကတချို့ကျတော့ဖုန်းနံပါတ်နဲ့ဖွင့်တာရှိတချို့ကျတော့ Gmail နဲ့ရှိတယ်ဒါပေမဲ့ Gmail ကိုမမှတ်မိတော့ဆိုတဲ့အနေအထားမျိုးမှာ9ရက်စားလိုက်ရင်ဖုန်းနံပါတ်ကိုကုတ်ပြင်ကြလာတာမျိုးရှိတယ်တကယ်လို့ဖုန်းနံပါတ်မရှိတော့ဆိုရင် Gmail မှတ်မိတယ်ဆိုလို့ရှိရင်တော့ပြင်လို့ရတယ်ဘာမှမရှိတော့ဆိုရင်တော့ကိုယ့်ရဲ့ channel ကနေတစ်စိကိုသွားချပြီးတော့ပြန်စေးပြရတယ်ဗျာပြီးလို့ရှိရင်နောက်တစ်ခုကကျွန်တော်ရဲ့ Facebook ကျွန်တော်ရဲ့ Facebook မှာကျွန်တော်ရဲ့ဟိုလှပတဲ့ပုံတွေပြင်ကျွန်တော်ကတခြားပုံတွေဆိုလို့ရှိရင်လူမမြင်စေချင်တဲ့ပုံတွေဆိုရင်မတင်ကြဘူးပေါ့နော်ဒါပေမဲ့ကိုယ့်ရဲ့ account မှာကိုယ့်ရဲ့ account ရဲ့ password လည်းမှတ်မိတယ်ကိုယ့်ရဲ့ account ကတခြားဖုန်းကို login ဝင်ရတာလွယ်တယ်2 step တွေပိုင်းတိုင်းမခံနိုင်ဘူးဆိုတဲ့အနေအထားမျိုးမှာဆိုရင်ကျွန်တော်ရဲ့ပုံတွေကျွန်တော်ရဲ့ video တွေပေါ့ဗျာအမှသွားပြီးတော့ only me နဲ့သွားပြီးတော့တင်ထားလို့ရတယ်ဟုတ်နော် only me နဲ့သွားတင်ထားပြီးတော့ကိုယ့်ရဲ့ account တခြားဖုန်းကနေပြီးတော့ဝင်လိုက်တဲ့အခါမျိုးမှာဆိုလို့ရှိရင်ဒီပုံတွေပြန်ပါလာမှာပဲဒီ data တွေကပြန်ပါလာမှာပဲဖြစ်တဲ့အတွက်ကျွန်တော်ကလွယ်လွယ်ကူကူစေးလို့ရတဲ့နေရာကိုကျွန်တော်ပြပြတာအဲ့တော့ဘယ်မှာစေးမလဲဆိုရင်ကျွန်တော်က Telegram မှာ channel ဖွင့်ပြီးတော့စေးမယ်ဒါမှမဟုတ်လည်းကိုယ့်ရဲ့ save file တစ် file နဲ့စေးလို့ရတယ်ဗျာအဲ့ဒါတခုကကျွန်တော်ရဲ့ Facebook မှာဗျာ only me နဲ့တော့တင်ပါကိုမမြင်စေချင်တဲ့ပုံကြီး public နဲ့တော့ပြောင်းရှင်တော့ပေါ်လာရဲ့ save ပြီးတော့ရှောင်းနှောင်းလိုက်တော့တက်နိုင်ပါဗျာလားအဲ့တော့ကိုယ့်ရဲ့တန်ဖိုးကြီးမားတဲ့ data တွေပြန်မလာတော့တဲ့သူများရဲ့ပုံတွေကိုလည်းသွားပြီးတော့အဲ့ဒါမှာတင်ထားလို့ရပါတယ်ကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်ကဒီ memory card တွေ memory stick တွေမရှိဘူးဆိုတဲ့အနေအထားမျိုးမှာဒီနေရာမှာသွားပြီးတော့စိတ်လို့ရပါတယ်ဟုတ်ပါပြောလို့ရပါတယ် Google Drive မှာပါညာဟုတ်ပါတယ်အဲ့ဒီမှာလည်းသွားစိတ်လို့ရပါတယ်ဒါပေမဲ့ကျွန်တော်တို့မတုံးတဲ့တူတခြားတော့အဆင်မပြေဘူးဗျနော်အဲ့ကျေးဇူးတင်ပါတယ်အဲ့တော့တင်းချင်တယ်ကိုယ့်ရဲ့ memory တွေအလွယ်တကူပြင်ယူချင်တယ်ဆိုရင် Facebook မှာ only me နဲ့တင်ပါပြီးလို့ရှိရင် Telegram မှာကိုယ်ပိုင် channel တစ်ခုဖိနေတာမဟုတ်ရင် save file မှာပဲပုံလို့ဆိုပြီးတော့သွားပြီးတော့တင်ပြီးတော့နောက်တော့မှာ backup ရှုလို့ရပါတယ်အားလုံးပဲအဆင်ပြေကြပါလိမ့်ကျွန်တော်နောက်ဗီဒီယိုမှာတွေ့တာပေါ့